မင်္ဂလာညချမ်းလေးပါဒီဗီဒီယိုလေးမှာတော့ကြောက်စရာကောင်းတဲ့အိမ်ပက်ကြီးအကြောင်းလေးပြောသွားမှာပါ like and subscribe လုပ်တော့အောင်နော်မိတ်ဆွေတို့ရွာအနောက်ဘက်တောင်ကုန်းသားမှာလူမနေတော့တာအနည်း20ကျော်ပြီဖြစ်တဲ့အိမ်ပက်ကြီးတစ်လုံးရှိတယ်နေခင်ဘက်ဆိုရင်အုံနိုင်ရန်တွေကပျက်စီးနေပြီးအပေါအပြဲနေကြကလေဝင်လေထွက်နဲ့တကားအဟောင်းကြီးလှုပ်ခါဆန်ကိုပဲကြားရတယ်ဒါပေမဲ့ညဘက်ရောက်လာရင်တော့အဲ့ဒီအိမ်ဟာအသက်ရှင်လာသလိုပဲရွာသားတွေပြောကြတယ်ညတနာရီလောက်ရောက်ရင်အိမ်ပြက်ကြီးထဲကလူကြီးတန်တဖြည်းဖြည်းလျှောက်တယ်လို့အထန်ကြားရတယ်တဲ့တချို့ကလေတံပဲချစ်မှာပါလို့ပြောကြပေမဲ့တချို့အိမ်တွေကတော့ညအခါအဲ့ဒီဘက်ကိုမျက်နှာတော့မလဲရဲကြဘူးကိုထုံးမောင်ကမြို့ကနီးပြန်လာတဲ့နေညမှာပဲအဲ့ဒီအိမ်ပြက်ကြီးအကြောင်းကိုကိုယ်တိုင်ကြုံရတော့တာအဲ့ဒီညကမိုးလည်းမရွာလေတောင်မတိုက်ဘူးဒါပေမဲ့အိမ်ပြက်ကြီးဘက်ကဟေးကောင်လေးဘဲကပြန်လာလဲဆိုတဲ့အတန်ကိုရှင်းရှင်းလင်းလင်းကြားလိုက်ရတယ်ကိုထုံးမောင်ရဲ့နောက်လေဘဲမှာအေးဆက်သွားတယ်ကိုထုံးမောင်ကဘသူလဲဆိုပြီးပြန်អော်လိုက်တယ်အဲ့ဒီအချိန်အိမ်ပြက်ကြီးရဲ့ပြိုနေတဲ့တကားကမိုးမရွာပဲကြမ်းတမ်းစွာလှုပ်ခါသွားတယ်အဲ့ဒီအခါကိုထုံးမောင်ရဲ့ခြေလက်တွေကိုမထိန်နိုင်အောင်တုန်ခါလာပြီးတဟုံထိုးရွာဘက်ကိုပြေးတော့တာပဲရွာထဲရောက်တော့ကိုထုံးမောင်ကကဲကြပါအောင်ဆိုပြီးတတိလက်သွားတော့တယ်ဇလန်လေးကဒီပါပဲအပိုင်း1ပြီးတော့ပါပြီခင်ဗျာအပိုင်းဆက်တွေကြည့်ဖို့ subscribe လေးလုပ်ထားနော်